အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကိုထိုင်လို့ဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ဘာလာပြောပြမလဲဆိုတော့ Facebook monetization on သွားတဲ့လူတွေ page ဖြစ်ခါနီးမှာ page ဖြစ်သွားတဲ့လူတွေဘာဖြစ်လို့လဲဆိုရင်ကျွန်တော်သိချလာရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းကြုံတွေ့ခဲ့ရလို့ကျွန်တော်လာပြောပြမှာဖြစ်ပါတယ်ကျွန်တော်မှဆိုရင်အရင်တစ်ခေါက်ကဘဏ်ကောက်တော့သိချထည့်တာပေါ်ပါပြီထည့်တာပြီးတော့မှပတ်စံဖေးဖြစ်ပြီးတော့ရင်ရှင်းရင်လောက်ကြာတယ်အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ free ပြင်ဖြစ်သွားတယ် free ပြင်ဖြစ်ပြီးတော့ကျွန်တော်ရဲ့ Facebook ကနေပြီးတော့ကျွန်တော်ရဲ့ဘဏ်အကောင့်ကို update ဖြစ်တင်ခိုင်းတယ်ဒီလိုနေရာလေးမှာအဲ့ဒီရဲ့ free ရဲ့အောက်မှာကိုယ့်ရဲ့အကောင့်ကိုကိုယ့်ရဲ့ဘဏ်အကောင့်ကို update လုပ်ပါဆိုပြီးတော့စာသားလေးရေးထားတယ်အဲ့ဒီရေးရတဲ့ထဲကိုနှိပ်ပြီးတော့ကျွန်တော် switch ကုန်းနဲ့ကိုယ့်ရဲ့ဘဏ်အကောင့်ကိုယ့်ရဲ့နာမည်ကိုတေချာပြန်ထည့်တယ်ပြန်ထည့်ပြီးတော့ကျွန်တော်ပြန်တင်လိုက်တယ်ပြန်တင်ပြီးကျွန်တော်စောက်တယ်အဲ့ဒီချက်ကဆိုရင်ကျွန်တော်မှအတွေ့အကြုံပါတာပထမဦးဆုံးဖြစ်တဲ့အတွေ့အကြုံပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမှလည်းမသိဘူးဘာဖြစ်လို့ business မဝင်လဲဆိုတော့ကျွန်တော်စိတ်ထဲကြောက်သွားတယ်စိတ်ထဲကြောက်သွားတော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တည်တဲ့သူတွေကိုကျွန်တော်လိုက်မေးတယ်အကိုတို့ဘောနော်ပတ်စံဝင်ပြီလားသူတို့မှလည်းဝင်ပြီပါပြီကျွန်တော်လည်းအရင်ကအဲ့လိုမျိုးဖြစ်ခဲ့ဘူးတယ်service add တယ် service add ပြီးနောက်ပိုင်းအဆင်ပြေသွားတယ်အချို့တွေရတယ်ဒီလိုမျိုးဖြစ်လို့ရှိရင်ဘယ်အောင်ဖုန်းစိတ်ပြီးမေးကြည့်ဆိုပြီးတော့သူတို့တွေပြောပြကြတယ်တချို့ကလည်းကိုပြီးတော့ပြန်တင်လို့ရတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောပြကြတယ်ဆိုတော့ကျွန်တော်မှကျတော့ဘာဖြစ်လဲဆိုတော့အကုန်လုံးချင်းလေးတွေကလည်းအကုန်လုံးမှန်တယ်နာမည်လေးလည်းမှန်တယ်ဆိုတော့ကျွန်တော်မှအကုန်လုံးမှန်တယ်ဆိုတော့ဖေးဖြစ်ခါနီးမှာဖေးဖြစ်သွားတယ်ဖေးဖြစ်သွားတော့ကျွန်တော်အကုန်လုံး update ပြန်တင်တယ်ပြီးနောက်ပိုင်းမှာကျွန်တော်နောက်ဆုံးဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဘဏ်ကို post ဆက်တယ် post ဆက်ပြီးတော့ကျွန်တော်မေးတယ်စစ်ခိုင်းတယ်ကျွန်တော်ရဲ့ဘဏ်အကောင့်ကိုတစ်ချက်ဆက်ပြီး Facebook ကနေပတ်စံဝင်လားဘယ်လိုဖြစ်လို့ပတ်စံမဝင်တာမဝင်သေးတာလဲဆိုပြီးတော့ကျွန်တော် post ဆက်ပြီးတော့ဘဏ်ရုံး post ဆက်ပြီးတော့ကျွန်တော်မေးတယ်မေးတော့သူတို့စစ်စစ်ပြီးတယ်စစ်စစ်ပြီးတော့နောက်ပိုင်းမှာသူတို့ဘာပြောလဲဆိုတော့ဟုတ်တယ် Facebook ကနေပြီးတော့ဒီနေ့ပဲရက်ကငွေဝင်ထားတာရှိတယ်ဆိုပြီးတော့ပြောပြတယ်ပြောပြတော့သူတို့ဘယ်လိုပြန်ပြောလဲဆိုတော့ Facebook ကနေပြီးတော့ဘယ်နေ့မှပတ်စံပို့ထားတယ်ဒါပေမဲ့ဘဏ်ရုံးကနေပြီးတော့တစ်ဆက်စစ်စစ်ပြီးမှဒီကျွန်တော်တို့အကောင့်တွေထဲကိုထည့်ပေးမှာဖြစ်တယ်ဆိုတော့တချို့လူတွေတချို့လူတွေတဲ့ဆိုရင်ချစ်ချင်ရတယ်ကျွန်တော်မှဆိုရင်ချစ်ချင်ရတာပေါ့နော်ကျွန်တော်ဒီမနေ့ကဖုန်းဆင်းပြီးတော့ကျွန်တော်စစ်စစ်ခဲ့တယ်ကျွန်တော်ညနေ6နာရီ6နာရီမဟုတ်7နာရီလောက်မှာကျွန်တော်ကောက်ထဲကိုပတ်စံဝင်လာတယ်ဟာလားတချို့လူတွေအတွက်ဆိုရင်ဒီအနေငယ်ထပ်ဆောက်ရတယ်3-4ရက်တချို့တွေဆိုရင်တစ်ပတ်တချို့တွေဆိုရင်တစ်လအဲ့လိုအမျိုးတွေအနေငယ်ကြာရဟာလေးရှိတယ်ပေါ့နော်သူတရားနဲ့တရားမတူကြဘူးဆိုတော့ကျွန်တော်မှဆိုရင်ခဏလေးပဲမနေ့ဆက်ညနေအဲ့လိုမျိုးရတယ်ဆိုတော့ဒါကဘာပြောချင်လဲဆိုရင်လောက်တက်လို့ရှိရင်ကိုယ့်လုံး service လည်းမအပ်နဲ့ဟုတ်လားဒီလိုလုံးမတက်ဘူးဆိုရင်တော့ service အလက်တာပိုကောင်းတာပေါ့နော်ဒီလိုနားလဲတယ်ဆိုရင်ကိုယ့်ဖြည်းလိုက်လို့မှားသွားလို့ရှိရင်တော့ကိုယ်ပဲခံရမှာပေါ့ဆိုတော့ဘယ်လိုပြောမလဲဘယ်အချက်လက်တွေကိုလုံးမှန်လို့ရှိရင်စိတ်မပူနဲ့ဘယ်ကိုဖုန်းစိတ်ပြီးအကြောင်းကြားပြီးတော့စစ်စေခိုင်းနော်ဆိုတော့ဒီဗီဒီယိုမှာဒီလောက်ပါပဲအားလုံးအဆင်ပြေကြနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဘိုင်ဘိုင်